မင်္ဂလာပါဒီနေ့ဦးစင်းနဲ့အတူဂျပန်နိုင်ငံကမာကူရဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြင်ကြရအောင်ကမာကူရဗုဒ္ဓရုပ်ပွားတော်ကိုမူလကတစ်သားဖြစ်ထုစစ်ကိုးကွယ်ခဲ့ကြပါတယ်လေမုန်တိုင်းကြောင့်ပျက်စီးခဲ့ရရှာပါတယ်ထို့နောက်တဖန်1252ခုနှစ်တွင်ကျေးသွန်းရုပ်ပွားတော်ကိုးကွယ်ခဲ့ကြပါတယ်ကျေးတန်ချိန်ပေါင်း121တန်ရှိတယ်လို့သိရပါတယ်ဝိပဿနာကမ္မထံဇံဝင်စားသည့်ပုံစံကမာကူရဗုဒ္ဓရုပ်ပွားတော်၏ထူးခြားချက်မှာမြန်မာနိုင်ငံမှာကမ္မထံထိုင်ဗုဒ္ဓရုပ်ပွားတော်များကဲ့သို့လက်ပွားတော်နှစ်ဖက်ကိုထပ်မထားဘဲလက်ချောင်းများကိုထဆင်တူပုံစံကွေးထား၍လက်မထိတ်ချင်းထိထားခြင်းဖြစ်ပါတယ်ဖျားကြီးဘေးအပေါက်မှတဆင့်ဖျားကြီးဝမ်းပိုက်ထဲကိုဝင်းဖူးလို့ရပါတယ်ဖျားဖူးများကကမာကူရဗုဒ္ဓရုပ်ပွားတော်သည်တကိုးကြည်ပြီးဆူတောင်းပြည့်တယ်လို့ယုံကြည်ကြပါတယ်အထူးသဖြင့်ဂျပန်ကိုလာလို့သူများကိုးကွယ်ရင်ဂျပန်ကိုအခက်ခဲမရှိရောက်တယ်လို့ဆိုကြပါတယ်အားလုံးသောဓမ္မမိတ်ဆွေများကမာကူရဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြင်ရသောကုသိုလ်ကြောင့်အစအရာရာအစဉ်ပြေကြပါစေ